Hello မင်္ဂလာပါဒီဗီဒီယိုကတော့လွန်ချေအမှတ်တရရိုက်ထားတာပေါ့နော်လွန်ချေကဒီနေ့လွန်ချေပုံမှန်နေ့လေးဆိုတာထက် self reward day လေးပါself reward day ကလွန်ချေဒီနောက်ပိုင်းမှာလုပ်ဖြစ်နေတဲ့ routine လေးတစ်ခုပေါ့ဒါကဘာလဲဆိုရင်လွန်ချေတို့ကအများတန်းအလုပ်တွေလုပ်တယ်ပင်ပန်းတယ်ပြီးစိတ်ပူစီမှုလေးများလာတာအလုပ်လေးပြလာတာဆိုရင်ကိုပြန်ပြီးတော့ပေါ့နော်အနာပေးတဲ့အနေနဲ့ပြီးတော့ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ self reward day လေးကတော့ထားတဲ့တယ်လို့ထင်တယ်ဒါကြောင့်မလို့ချက်ဒီနောက်ပိုင်းမှာဆိုရင်လည်းအားလုံးလည်းသတိထားမိလိမ့်မယ်ခီးလေးတွေသွားတာတို့အခုလိုမျိုးအနာယူတာလေးတွေတော့လွန်ချက်ကလောက်ဖြစ်နေတာပေါ့နော်ဒီတစ်ခေါက်ကကျတော့ကိုချီးမြှင့်တဲ့အနေနဲ့က staycation လေးလာနေတာပေါ့အဲ့ဆိုရင်လွန်ချက်ကဒီနေ့ staycation လေးမှာအားလုံးဘာတွေလုပ်မလဲဆိုတာကိုတော့ဒီဗီဒီယိုမှာလိုက်ကြည့်ပေးပေါ့နော်ပြီးတော့လွန်ချက်ကတနေ့တာစတင်တဲ့အခါမှာဆိုရင်တော့လမ်းဆန်းတက်ကြွနေအောင်လို့ဆေးလေးတစ်ခုကိုလည်းတောက်ဖြစ်နေတယ်ဒါကကြတော့ YCBNC ဆိုတဲ့ဆေးလေးပေါ့နော်ဒီဆေးလေးပါဒါလေးကိုတော့တနေ့တစ်လုံးတောက်ဖြစ်နေတယ်ခုလည်းစားလိုက်အောင်မယ်နော်အရင်ဆုံးစားဖို့မုံနေမိုးရသေးလို့တောင်းဝင်လိုက်ပါအောင်မယ်ရှင်ခီးသွားဖို့တခုလည်းရှိနေရဖြစ်လို့အဲ့ဒီခီးမှာပုံလာလာလေးရိုက်ဖို့အတွက်အင်ဂျီလေးလည်းတောင်းဝယ်ပြီးပြန်ခဲ့ပါတယ်အခုတော့ပြန်ရောက်ပါပြီရှင်ပြန်ရောက်တာနဲ့ပိုက်စာလို့စားဖို့အရင်လုပ်ပါတယ်စားလိုက်တော့ပြန်လည်းမဖြစ်ဘူးလားအဆက်စားရတယ်ဆိုတော့နော်ဒီလိုနားရက်လေးမှာရေလဲကူးပစ်ခဲ့တယ်ပြီးတော့စိတ်ကိုအပန်းဖြေတဲ့အနေနဲ့ဒီလိုရက်လေးမှာတော့စားလေးလည်းဖဖြစ်ခဲ့ပါတယ်ဗီဒီယိုအရန်ရှိသွားမှာဆိုလို့တခြား activity လေးတော့မရိုက်ပြတော့ပါဘူးအနားယူရနေလေးမှာတော့ကိုကြိုက်တာလေးကိုလုပ်ခဲ့ပါတယ်ရှင်အခုညနေလဲစောင့်ပြီဆိုတော့ပစ္စည်းလေးတင်လိုက်ပါအောင်မယ်ဒီဆေးလေးကလွန်ချယ်မနက်ကတောက်လိုက်တဲ့ဆေးလေးပေါ့နော်ဆေးလေးကိုတောက်လိုက်ပေမဲ့အားလုံးကိုဒီဆေးကြောင့်မပြောပြပေးရသေးဘူးဆိုတော့ကဲအခုပြောပြပေးမယ်နော်YCBNC ဆေးကိုဘာဖြစ်လို့တောက်ဖြစ်တာလဲဆိုရင်တော့သူ့ထဲမှာကဒီ vitamin B complex ရဲ့ vitamin C ရဲ့ antioxidant action တွေပါဝင်တာဖြစ်လို့အရွယ်တင်မှုပြိုစေတယ်ပြီးတော့ဒီ YCBNC ဆေးကိုဘယ်လိုတွေတောက်သုံးသင့်လဲဆိုရင်တော့ဒီစိတ်ဖိစီးမှုများတဲ့သူတွေပြီးတော့အားကစားသမားတွေပြီးတော့အရက်ဘီယာတောက်သုံးတဲ့သူတွေအလုပ်လုပ်ပြီးတော့ပင်ပန်းပြီးတော့ပေါ့နော်စိတ်ဖိစီးမှုများနေတဲ့သူတွေချစ်လက်ထုံကျင်ကြိုက်ခဲနေတဲ့သူတွေတို့ဒီလိုလူမျိုးတွေလည်းတောက်တင်တယ်ပြီးတော့ဒီ YCBNC ဆေးမှာကျတော့လွန်ချဲမနက်ကတောက်သွားတဲ့လူမျိုးဆေးဘူးလေးနဲ့လည်းလာတယ်ပြီးတော့သူကဒီလိုစိတ်ကက်လေးနဲ့လည်းလာတယ်ပေါ့နော်စိတ်ကက်လေးပြမယ်ဒီလိုစိတ်ကက်လေးနဲ့လည်းလာတယ်ပြီးသွားရင်ဒီလိုမျိုးဆေးဘူးလေးနဲ့လာနှစ်မျိုးပေါ့နော်ဘယ်သွားလဲအလွယ်တကူသယ်သွားလို့ရတယ်ဆေးဘူးလေးရောစိတ်ကက်လေးရောပြီးတော့ဒီ YCBNC ဆေးရကြတော့အမျိုးမျိုးနဲ့ဆေးဆိုင်တွေမှာလည်းအလွယ်တကူဝယ်လို့ရတယ်ပေါ့နော်အားကြောင့်လွန်ချယ်ဒီနောက်ပိုင်းမှာဆိုရင်လန်းဆန်းတက်ကြွနေအောင်လို့လွန်ချယ်အတွက်ကကြတော့ YCBNC ဆေးလေးကိုအမြဲတမ်းတောက်ဖြစ်နေပါတယ်ဘယ်သွားလဲယူသွားပြတာပေါ့နော်အားကြောင့်မလို့ဒီတစ်ခါ staycation လာတော့မှယူလာပြတာကဲအဲ့ဒါဆိုရင်ပစ္စည်းလေးတွေဆက်သိမ်းလိုက်ပါအောင်မယ်ရှင် YCBNC အားစိတ်ဟာဆိုရင်တော့အုံနောက်နဲ့အာရုံကြောအားနေရာတွေကိုတက်တာစေပြီးစေကျော်သက်အရွယ်ကနေစပြီးတော့နေ့စဉ်တစ်နေ့တစ်လုံးတောက်သုံးပေးနိုင်ပါတယ်ခွန်အားပြေဝကျန်းမာဖို့ YCBNC တောက်ကြစို့